မှာထောက်ခဲ့ဘူးတဲ့လမ်းမထက်မှာပြလဲရတဲ့ကမတာရဲ့နှီးမှာမကြိုက်တဲ့အရာကိုပြညတ်ကဖြည်းဖြည်းနဲ့ကျွန်တော်ပြူပြင်းလို့လာခဲ့ဝါလုံးတွေ့သူရင်ညွန်ထားခဲ့တာတို့မြကြတဲ့တော့ကိုချင်လို့သွားမှုသားများသူနှပြကားစကားကစီခဲ့တဲ့ဖယ်ရီကားလေးနဲ့ရောက်ခဲ့တဲ့ဒီလမ်းမလေးရာတဲ့စိတ်နေပြီဖယ်ရီကားလေးနဲ့ပြန်လမ်းမထက်မှာရောက်ခဲ့ဘူးတဲ့လမ်းမထက်မှာပြလဲရတဲ့ကမတာရဲ့နှီးမှာမကြိုက်တဲ့အရာကိုပြညတ်ကဖြည်းဖြည်းနဲ့ကျွန်တော်ပြူပြင်းလို့လာခဲ့ဝါလုံးတွေ့သူရင်ညွန်ထားခဲ့တာတို့မြကြတဲ့တော့ကိုချင်လို့သွားမှုသားများသူနှပြကားစကားကစီခဲ့တဲ့ဖယ်ရီကားလေးနဲ့ရောက်ခဲ့တဲ့ဒီလမ်းမလေးရာတဲ့စိတ်နေဖယ်ရီကားကြီးကလည်းမေးနေပြီမင်းရဲ့ချစ်သူဘယ်ရစီရောက်ခဲ့ဘူးတဲ့လမ်းများကိုဆိုချောက်ကလို့နေပြီဒီချိန်မင်းနဲ့ခုဆိုသူရှိမည်တွေ့ရတဲ့ရိနာခဲ့ပြီအနေတော့ကိုရဲ့နေပဲစီမင်းလေးရောက်လာစေချင်ခဲ့သည်မှာရောက်ခဲ့ဘူးတဲ့လမ်းမထက်မှာပြလဲရတဲ့ကမတာရဲ့နှီးမှာသူမကြိုက်တဲ့အရာကိုပြညတ်ကဖြည်းဖြည်းနဲ့ကျွန်တော်ပြူပြင်းလို့လာခဲ့ဝါလုံးတွေ့သူရင်ညွန်ထားခဲ့တာတို့မြကြတဲ့တော့ကိုချင်လို့သွားမှုသားများသူနှပြကားစကားကစီခဲ့တဲ့ဖယ်ရီကားလေးနဲ့ရောက်ခဲ့တဲ့ဒီလမ်းမလေးရာတဲ့စိတ်နေပြီဖယ်ရီကားကြီးကလည်းမေးနေပြီမင်းရဲ့ချစ်သူဘယ်ရစီရောက်ခဲ့ဘူးတဲ့လမ်းများကိုဆိုချောက်ကလို့နေပြီဒီချိန်မင်းနဲ့ခုဆိုသူရှိမည်တွေ့ရတဲ့ရိနာခဲ့ပြီအနေတော့ကိုရဲ့နေပဲစီမင်းလေးရောက်လာစေချင်ခဲ့သည်ဖယ်ရီကားကြီးကလည်းမေးနေပြီမင်းရဲ့ချစ်သူဘယ်ရစီရောက်ခဲ့ဘူးတဲ့လမ်းများကိုဆိုချောက်ကလို့နေပြီဒီချိန်မင်းနဲ့ခုဆိုသူရှိမည်တွေ့ရတဲ့ရိနာခဲ့ပြီအနေတော့ကိုရဲ့နေပဲစီမင်းလေးရောက်လာစေချင်ခဲ့